အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခေါက်ကတော့ကျွန်တော်တဲဇာလန်လေးတစ်ပုဒ်ကိုတင်ဆက်ပေးမှဖြစ်ပါတယ်ကျွန်တော်ပြလောကမှာကိုဘွားဆိုတဲ့အကြောင်းတော့တော်တော်များများသိကြမှာဖြစ်ပါတယ်အဲဒီကိုဘွားအကြောင်းလေးကိုအခြေခံထားတဲ့တူတူလေးနဲ့ပေါ့နော်ကျွန်တော်ကြောချမ်းစရာဇာလန်လေးတစ်ပုဒ်ကိုကျွန်တော်တင်ဆက်ပေးပါရခင်ဗျာဒီနေ့ကတော့ဇာလန်လေးရဲ့နာမည်ကတော့ခန်းလေးကဧည့်သည်မိုးတိထန်လာရောက်တော့နေတဲ့တောက်ကြနေညတနာရီနေတူတယောက်တဲ့အိမ်မှာစာကြည့်နေတော့မိဖို့ခံဘက်ကနေခေါက်ခနဲတန်တကူကြားလိုက်ရတယ်။အိမ်မှာသူမရဲ့အမွာညီမမင်းနဲ့နှစ်ယောက်တည်းနေရတော့ဗျာ။ဒါပေမဲ့မင်းကအဲ့ဒီညမှာတငယ်ရမွေးနေရှိလို့တင်သွားနေတာဖြစ်ပါတယ်။အစင်းပြန်လာတာနေသူတမ်းမိလိုက်တယ်။ဘာလည်းမပြောမကြောက်တန်တဲ့သူတဲ့မိဖို့ကြောင့်ဘက်ကိုထွက်ကြည့်လိုက်တော့စီရဲစစပွင့်နေတာကိုတွေ့တယ်။အဲ့ဒီနာမှာမင်းင်းတယောက်အိမ်ချူလေးနဲ့ကြောပေးပြီးရေတော့နေအောင်မလဲဟာပြန်လာရင်လည်းတိုးမှာပေါ့ဆမ်းတော့ဟာစေအဲ့လိုပဲမိသူကပြောလိုက်တယ်မင်းင်းကတော့ဘာမှတမတိုးရအပေါ်တော့ကိုကောင်းလေးဆက်တက်ပြီးတော့ဟောင်းဆက်ပြီးတော့တက်သွားပါတယ်မင်းလည်းသူစမ်းပမန်းလာတော့ဖြစ်မှာပါဆိုပြီးတော့ဆက်စာအုပ်ပဲဆက်ကြည့်မိလိုက်ပါတယ်ဆယ်မိနစ်ကြာတော့မေသူဖုန်းလေးကို message တစ်ခါကစားဝင်လာတယ်မေသူအခုမှပွဲပြီးလို့ပြန်လာပြီဒါမှမဟုတ်နေအိမ်ရောက်မယ်တကားလာပွင့်ပေးဦးတော့တဲ့အဲ့ချိန်မှာမေသူတကူလုံးတက်တင်ဖြန်းကနေထားတော့ပါဒါဆိုကူလေးတင်အပေါ်တက်သွားမတူပဲသူမသူချင်းအပေါ်တက်သွားပြီးတော့မင်းရဲ့အခန်းကောင်တုံးဖွင့်လိုက်ခန်းထဲမှာမင်းရဲ့တပုံနဲ့တူတယ်ဦးတယောက်ကအဲ့ဒီမှာထိုင်နေပါတယ်အဲ့ဒီဟာဖြည်းဖြည်းချင်းခေါင်းပေါ်ကြည့်တဲ့ကောက်ပါသူ့မှာမျက်လုံးတွေမပါဘူးသူ့နေရဲ့မျက်တွေဟောင်းဟောင်းရဲ့မိသူ့ကိုကြည့်ပြီးတော့ပြုံးကြနေတယ်အဲ့ချိန်မှာလည်းချက်ချင်းဆိုတဲ့ MC ကနေပြီးတော့ခေါင်းနဲ့ကြားလိုက်ရတယ်မင်းတကယ်ပြန်ဟုတ်လာပြီဘယ်စီကြောင်းကြားနဲ့အောက်ထပ်ပစ္စည်းမျိုးလားဖွင့်ပေးလိုက်တော့အပြင်မှာမိုးရီထဲမှာရက်နေတဲ့မင်းကမိသူ့ကိုမြင်ချင်းမှာပဲလမ်းကြားအောင်လိုက်ပါတယ်အဲ့သူမင်းတော့မှနင်းနဲ့ပုံကန်တူတဲ့နောက်တစ်ယောက်ချက်နေတယ်မင်းတဲ့နောက်ကိုမကြည့်လှည့်မချီရတဲ့အချိန်မှာသူမရဲ့ကုန်းပေါ်အေးဆက်ဆက်လက်ချောင်းလေးချောင်းလာတော့တယ်ဒီဇလန်လေးကိုတော့တဘောကြရကပြညာနောက်ပြီးတော့ပုံပြီးတော့ထွေးလန်းစီယာဇလန်လေးကိုလည်းထပ်ပြီးတော့တဲဆက်ပေးဖို့လည်းရှိပါသေးတယ်ပြညာအားလုံးပဲကျေးဇူးတင်ပါတယ်